ဒီနေ့တော့အရသာထူပြီးရှင်ဆက်ရှုံမိတဲ့ရခိုင်အစားအစာတစ်မျိုးဖြစ်တဲ့ပေးသီးရှည်ရခိုင်ရှက်လုံနေလေးကိုမျှဝေပေးသွားမှာပါရှင်ပထမဦးဆုံးပေးသီးရှည်တွေကိုလက်မအရွေးအစားလောက်ဖြတ်ပြီးတော့သက်ဆင်ထားပါမယ်လိုအပ်တဲ့ပေါင်ရည်ပစ္စည်းတွေကတော့ပေးသီးရှည်ငရုတ်သီးအစိမ်းငပီးစားဟင်းရှုံမုံတော့ပဲဖြစ်ပါတယ်လုံနေလေးကလည်းအရန်ကိုမှလွယ်ကူပြီးပေါင်ရည်ပစ္စည်းတွေကလည်းအရန်ကိုမှရိုးရှင်းလွန်းပါတယ်အနေတော့အရေးအစားလောက်ဖြတ်ပြီးတော့တက်ဆင်ထားတဲ့ပေးသီးရှည်လေးတွေကိုထည့်ပါမယ်။ငရုတ်သီးစိမ်းနှရှမ်းရှမ်းထားလေးတွေကိုထည့်ပါမယ်။ရခိုင်ချက်ရဲ့အဓိကဒါရိုက်တာဖြစ်တဲ့ငပိကိုထည့်ပါမယ်။ဟင်းပွဲတိုင်းရဲ့မပါမဖြစ်တဲ့မင်းသားနဲ့မင်းသမီးစားဟင်းရှုံမုံကိုထည့်ပါမယ်။ရေနည်းနည်းထည့်ပြီးတော့အဖုံးပိတ်ပြီးရှက်လိုက်ပါမယ်။ပေးသီးရှည်တွေနူးလာပြီဆိုရင်စားအရသာညှိပြီးတော့အဆင်သင့်ဖြစ်ပါပြီ။အခုဆိုရင်အရသာပြည့်စုံတဲ့ပေးသီးရှည်ရခိုင်ချက်ရပြီနော်။ထမင်းပူပူနဲ့တွေ့စားရင်အရန်မိုက်ပါတယ်ဒီလိုရိုးရှင်းပြီးအရသာကောင်းတဲ့အိမ်ရှက်ဟင်းတွေဆက်လက်မျှဝေပေးသွားမယ်နော်အဆုံးထိတငယ်ချင်းတို့လည်းအိမ်မှာကျမလိုမျိုးလေးရှက်စားကြည့်ကြနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်